မင်္ဂလာပါ IK Multimedia Amplitude 4 install လုပ်နေပြောပြမှာဖြစ်ပါတယ်တခုစစ်ဖြည့်လိုက်ပေါ့နော်ရလာတဲ့ folder တွေကိုတခုလို့အဆင့်ဆင့်ဝင်လာတယ်ပြီးရင်ဒီကောင်လေးကို run as နဲ့ run လိုက်မယ်ခဏလေးစောင့်ပါဒီမှာ yes ပေးလိုက်ပါဒါဆိုရင်ဒီကောင်လေး I accept ဆိုဖွင့်ပြီးတော့ next စသဖြင့်ကျွန်တော်တို့ဒီမှာ man chit တွေဖွင့်ထားပြီးတော့ဆက်သွားရမှာဖြစ်ပါတယ်ဒီလက်ရှိဒီလိုမျိုးအချိန်အကြာကြီးကျွန်တော်တို့တခုအဆင့်ဆင့်လောက်ခဲ့လို့လိုက်လောက်ခဲ့လိုက်ပါဒီကိုကျွန်တော်လောက်ခဲ့လို့လောက်တဲ့အဆင့်တွေအောင်မြင်သွားပြီဆိုရင်ဘာဆက်လာမလဲဆိုတော့စိတ်ဝင်စားနဲ့ကျွန်တော်ကြည့်ရအောင်ကျွန်တော်မြန်နိုင်လောက်မြန်ထားပါတယ်ဟုတ်ပြီ finish ဆိုလေးကိုနှိပ်ပြီးအဲ့မှာကျွန်တော်ဒီအပေါ် R2R ထဲကဒီ keygen file လေးကို run as နဲ့ run လိုက်တယ်ဟုတ်ပြီဒီပေါက်လေးကြာလာပြီဆိုရင်သူ့အမျိုးအစား amplitude ဆိုတဲ့နာမည်ရွေးပြီးတော့ဒီ auto ဆိုတော့နှိပ်လိုက်ဒီမှာဒီကောင်လေးရလာပြီပြီးတော့ဒီ generate ဆိုတာလေးထပ်နှိပ်လိုက်ဒီအပေါ်ဒီ code လေးရလာပြီဆိုရင်ကျွန်တော်တို့နောက်ထပ်ဒီရှာတဲ့နေရာမှာ automation manager ကို install လုပ်ထားဖို့လိုတယ်အဲ့ကောင်လေးဖွင့်ပြီးတော့ဒီ next ဆိုတာလေးဆက်နှိပ်ပြီးတော့ဒီ open automation ဆိုတာလုပ်ပြီးဒီ save automation file ဆိုတာလေးတတ်မှတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ this pc ထဲက document ထဲမှာထည့်လိုက်ပြီးထပ်ပြီးတော့ကျွန်တော်တို့ဒီနေရာလေးလာပြီးတော့ဒီ this pc ထဲကပဲ document ထဲမှာဒီအဲ့ဒီဆာလာတင်ထားတဲ့ကောင်ဖွင့်လိုက်တယ်ဖွင့်လိုက်တဲ့အချိန်မှာဒီ code ကြီးရလာတယ်အဲ့ဒါပြီးတော့ဒီအောက်ထက်ကဒီကောင်လေးပြန်နှိပ်လိုက်မယ်နှိပ်ပြီးတော့ license activate လုပ်မှဖြစ်တယ် document ထဲက activator ထဲမှာကျွန်တော်ဒီနာမည်နဲ့တင်လိုက်တဲ့ amplitude 4နာမည်နဲ့ထပ်ပြီးတော့ဒီနာမည် next ဆိုလေးလာနှိပ်တယ်ဆော့ဆော့တင်လိုက်တဲ့ license file လေးကိုကျွန်တော်တို့ဒီမှာ amplitude 4ဆိုလေးက automatic ရွေးချယ်ပြီးသားဖြစ်နေတယ်အဲ့ကောင်လေးကိုရွေးလိုက်မယ်ရွေးပြီးတော့ဒီမှာ open ဆိုလေးနှိပ်လိုက်မယ်ဒါဆိုရင်လောက်တဲ့ဖြစ်တော့ next ပြန်နှိပ်ပြီး dance ပြန်နှိပ်လိုက်အောင်ပဲဒါဆိုရင် exit နဲ့ပြန်ထွက်လို့ရပြီamplitude 4 member တင်တာအောင်မြင်တော့ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ DAW လေးဖွင့်လိုက်တယ်ဖွင့်ပြီးတော့ဒီ F8 ခေါ်တဲ့နားကနေ amplitude လို့ရိုက်လိုက်မယ်အဲ့ဒါချင်းမှာတွေ့လိုက်ဖွင့်လိုက်ပါဒါဆိုရင်အသုံးပြုလို့ရပါပြီကိုယ့်ရဲ့ guitar နဲ့ join ပြီးတော့စိတ်တိုင်းကြအသုံးပြုနိုင်ကြပါစေကျေးဇူးကြကပါဆိုင်ငယ်ကောင်းမြတ်မျိုးဆောင်လေနောက်ပိုင်းမှာလည်းဒီလိုမျိုးဗီဒီယိုလေးတွေဆက်တင်တော့ပါအောင်မယ်